မြောင်းမြမြို့ဝါးကျောင်းဆရာတော်မြောက်ကလာဇာမြင့်ဇွဲစီ23ရက်10လ2000ခုနှစ်တရားတော်နောက်ခမရတို့မသိလို့ဒါပေမဲ့သူကသွားမှာဒါလောကီကြောင့်ဒီအဲ့ကြရီရတဲ့ပတ်စံနေဖယားခမရသွားတာကြည့်မိုက်နဲ့အော်တာမဟုတ်ဘူးလူကြပါတန်းကြပါတထိန်ချင်းဖို့ဘာခင်းဖို့ခွက်ကြီးဖလားတယ်မှာဂလိုဂလောက်လောက်တာမဟုတ်ဘူးထိုင်းနေသူဝိသုဒ္ဓိမှာထိုင်းနေအားလာပူတာဟိုကလာပူဒီကလာပူအဲ့ဒါတွေဖယားတဲ့သွားပြီးတော့ခွက်နဲ့ဖလားဌာနမဟုတ်အဲယောဂါတွေပြောက်တော့ယောဂါတွေပြောက်တသိန်းပေးနှစ်သိန်းပေးအဲ့ဒါပေးပြီးတော့ဖယားတဲ့အဲ့ဒီတော့နိုင်ငံတော်အစိုးရလည်းတော့ပြီးတော့သူစိတ်ညစ်အောင်သွားမလို့လာနာနဲ့ပတ်သက်ပြီးသူတန်းရှောက်မယ်ဘာမြေဘာလူလဲညာလူသွားမလျှောက်ဘူးသူများတစ်ဖက်ကစိတ်ညစ်ကိုယ့်အကူရှာပြီးလှုပ်နော်ဒီလိုလှုပ်သွားတယ်အဲ့ဒီတော့နောက်ကလိုက်လာတဲ့ဒကာဓမ္မတွေရတယ်ဒရာတွေရတယ်တက်လာကျိုးဘလောက်ကြီးခင်ဗျားတို့သွားကြည့်ချမ်းဘလောက်မှာဟိုအေးရွာမှာရှိတယ်ဝါကမတပကမဒေါကနုရှိတယ်မြင်းကစိတ်နာမှာပုတ်တိန်ဘုရားရှိတယ်ဟောဖိုးကုန်းဘုရားရှိတယ်ဟိုမဲကျော်ဘုရားရှိတယ်ခင်ဗျားတို့စီပင်စံဘုရားရှိတယ်ဝိသုဒ္ဓိထဲမှာဘာနေလို့အစဝါကြောင့်ဝါတော်ကြီးအဲ့ဒီတော့ဒကာဓမ္မတွေလှူကြတာတပြေးပြေးဧက3ဧကရှိအဲ့ဒီ3ဧကမှာသူတို့ကလှူလိုက်ကိုကလှူလိုက်တခါလဲတိုက်တွေပါလိဖြစ်ရေခံတွေပါလိဖြစ်ဘုရားတွေပါဖြစ်လာကြည့်တာအဲ့ဒီတော့ဆရာတော်ကြီးရဲ့မလေးကြီးမှာကိုကနေတာမဟုတ်ဆရာတော်ကြီးရဲ့လေရောအဲ့ဒီဘုရားကြောင်းတိုက်နေတာပဲလေသူများကြောင်းတက်နေရမှာကိုဒုကိုခြုံပြီးတော့ဖြစ်လာတဲ့ကိစ္စအဲ့ဒါများဘုန်းကြီးနေအချင်းချင်းကဒီလိုဖြစ်ငါကတော့စာမတတ်တော့ဘာမှလည်းနားမလည်ဘူးအဲ့ဒီတော့မင်းငါကြည့်နေငါ့ကိုကြည့်နေကြည့်တတ်ဖို့လို့ဒါပေမဲ့ရှေ့ဘုန်းကြီးကမင်းပြန်လို့မရတော့ဘူးကိစ္စမင်းရှေ့ဘုန်းကြီးကမှန်လို့ရှေ့ဘုန်းကြီးကနေဖြစ်နေပြီမင်းငါလူငါရုပ်လက္ခဏာကြည့်တော့မင်းယူသွားလိမ့်မယ်ပညာပရမရှိတယ်ပညာကိုမင်းသွားပြီးတော့ယူမိပြောလိုက်မယ်နော်အဲ့ဒီတော့ဇောမိမင်းအတိအကျပြတ်သွားလိမ့်မယ်နော်တဘောလေးဟောသွားတယ်နော်ငါကပြန်မဲ့ဘာမှလည်းငါလွတ်တာလည်းမဟုတ်အဲ့ဒီတော့ခမည်းတော်မျိုးစည်းတွေလာပြီးတာခမည်းတော်ရဲ့စေနာတန်ပတ္တိရှိရင်လူကြတန်းကြလူတဲ့ပတ်စံဟောဒီမှာအကုန်လုံးထိုက်မနေ့ကညာလည်းအကုန်လုံးပေးပြခဲ့အကုန်လုံးဘယ်နေရာမှာဟောအကုန်ပေးပြခဲ့တာနာရဲ့အဆောက်အဦတွေ